မင်္ဂလာပါရေကိုတော့ကျွန်တော်တို့ခမန်းကြီးအရာရေကိုများများလေးထည့်ပေးရပါမယ်စားငံသီးချိုငံအရသာလေးကျွန်တော်ထည့်ထားပါတယ်ဒါကတော့စားငံသီးအချင်းအရသာဖြစ်ပါတယ်ကျွန်တော်2မျိုးကိုအသုံးပြုထားပါတယ်သူ့ရဲ့အသားတွေနူးဤွားတဲ့အထိအောင်ကျွန်တော်တို့ပြုတ်ပေးွားပါမယ်ကျွန်တော်တို့စိန်တဲ့အပေါ်ကိုမူတည်ပြီးတော့ရေအနေအများထည့်ွားပေးွားပါမယ်တခြားဘာအရသာမှထပ်ထည့်စရာမလိုပါဘူးအခုဆိုရင်တော်တော်လေးနူးဤွားတဲ့အတွက်ကျွန်တော်မီးပိတ်ပြီးတော့အေးခံထားပါတယ်တရက်သီးကမိမိစင်ပြေရတရက်သီးကိုအသုံးပြုလို့ရပါတယ်ကျွန်တော်သုံးပြထားကတော့အချိုချင်းအရသာလေးဖြစ်ပါတယ်အချိုအရသာကြီးပဲဆိုလဲစားမကောင်းသလိုအရန်ချင်လဲကျွန်တော်တို့တော်တော်ကြကြကြီးစိန်ရမှာဖြစ်တဲ့အတွက်ကျွန်တော်ချိုချင်းအရသာတည့်ရသီးကိုအသုံးပြုထားပါတယ်တည့်ရသီးကိုအခွန်နှွာပြီးတာနဲ့အလုံးလိုက်တိုင်းမှာရေးဆေးပေးထားပါကျွန်တော်ကတော့အခုလိုအစိတ်ကလေးတွေစိတ်ထားပါတယ်ပြီးွားရင်ကျွန်တော်တို့စိတ်မဲ့ဘူးတွေကိုထည့်သွားပေးရပါမယ်အခုလိုဘူးထဲကိုထည့်သွားပြီးဆိုရင်တော့ကျွန်တော်တို့အေးခံထားတဲ့စားငံစေးအရည်ကိုထည့်သွားပေးရပါမယ်ထည့်သွားပြီးပြီဆိုရင်အဖုံးအုပ်ပြီးတော့ရေခဲတစ်တာထဲမှာတညအိတ်သုံးမဟုတ်2ညအိတ်လောက်ထားပြီးပြီဆိုရင်တော့စားလို့ရပါပြီအပြင်မှာထားလို့ရလားဆိုရင်တော့ရပါတယ်ဒါပေမဲ့အေးလေးစားရတာပိုစားကောင်းတဲ့အတွက်ရေခဲတစ်တာထဲမှာဆိုရင်ထည့်ထားမယ်ဆိုရင်ကျွန်တော်တို့လှချီပြီးတော့စားလို့ရပါတယ်တည့်ရသီးလေးကကျွတ်ပြီးတော့သူ့ရဲ့စားငံသီးအရသာနဲ့အရန်ယူအမောပြေစေပြီးစားလို့အရန်ကောင်းတဲ့နီးလေးဖြစ်ပါတယ်ရေခဲတစ်တာထဲမှာမစိမ့်ဘူးဆိုရင်တော့အပြင်မှာဆိုရင်တော့2ရက်လောက်နဲ့ရပါပြီချက်ချင်းစားပေးပါအပြင်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့အကြာကြီးခံနိုင်မှာမဟုတ်ပါဘူးအခုလိုပုံစံလေးလုပ်ထားမယ်ဆိုရင်တော့ကျွန်တော်တို့စားရင်တဲ့အချိန်တိုင်း